안녕하세요 여러분 디니마가로 비리네 빵사드라리고 빵비로마 아탄트메 미니니 파메 에로 지지양 에로 빵사드라레가 디에 에소레 비 에소레 드라리네 보노 아yin 빵비로ထွက်지메 에로 디시가 아 에소로 에 에로 아 에 에နော်အေအဲ့တော့အေလို့ထွက်မယ်အေလို့ထွက်မယ်နှစ်တန်ရှိတယ်ဒီတရာလေးမှာပေါ့နော်ဒါပေမဲ့အများဆုံးကဒီရှေကရပ်ပလက်တတ်တဲ့အတန်အေဆိုတဲ့အတန်နဲ့ထွက်ပါမယ်အဲ့တော့အာကအတန်မရှိပြီးဗျဒါကြောင့်မို့လို့အာနဲ့အေနဲ့ပေါင်းတော့တရအတန်အေကိုပဲထွက်မယ်ဟုတ်ပြီဒါဆိုအာအေကအေဟုတ်ပြီအဲ့တော့ဒီကြည့်အောင်ဂါအေဆိုတော့ဂေဂါအေဆိုတော့ဂေဆိုတော့ကခွေးကိုပြောတာဖြစ်တယ်နောက်ဘာအေဘေဘာအေဘေဟုတ်ပြီဘေဆိုတာကဘိုက်နော်1 byte ကိုပြောရလဲဟုတ်တယ်ပြီးလေစီးတဲ့လေအဲ့ဒါကိုပြောရင်လဲဘယ်ပဲတင်းမောကိုပြောရင်လဲဘယ်လိုပဲပြောတယ်နောက်အသီးထဲမှာဆိုသူ့ကိုတစ်တော်ဒီလို့အထိပ္ပယ်ရတယ်နော်ဘယ်ဆိုတာကဘိုက်လေတင်းမောတစ်တော်ဒီဆိုပြီးအထိပ္ပယ်ရတယ်နောက်ဂါဤကဂီဓာအေဒေနောက်ခုပေါင်းတော့ဂီဒေဓာဂီဒေတာကမိဒီဂီဒေတာမိဒီနောက်တခု6ဦးချိုဓာအေဆိုတော့ဒေချိုဒေဟာချိုဒေဟာဓာချိုဒေဟာဓာဖိတ်ကြသည်ချိုဒေဟာဓာဖိတ်ကြသည်နောက်ကြဤကကြည်ဂအေခေပေါင်းလိုက်တော့ကြည်ကေဆိုတာကအယီဟင်းနောက်ဂျာအေဂျေရာယိုလေယိုပေါင်းလိုက်ရင်ဂျေလေယိုနှစ်တန်ထွက်မယ်နော်ဒီဟာလေးကနှစ်တန်ထွက်မယ်ဂျေလေယိုကပေါင်းရင်ပစ္စည်းကုန်ကျန်းပစ္စည်းတွေကိုပြောတာနောက်ဘာအေဘေဂါဦးဂူဘေဂူကဗော်လီဘောနောက်ကာအေကေဂျာအီဂျီကေဂျီဒါကေဂျီတာကကွဲသည်ကေဂျီတာကွဲသည်နောက်တစ်ခုကမောက်မူဂျာအီဂျီပေါင်းလိုက်တော့မူဂျီဂါအေကေမူဂျီကေကတသက်မူဂျီကေတသက်ဟုတ်ပြီနောက်မအေကမဲအာဦးမဲဦးဆိုတာကလည်းအရန်အလုံးမဲဦးအရန်အလုံးနောက်တစ်ခုကဂါအေကေဒါခေတာကအဝတ်ခောက်သည်ဟုတ်နော်အဝတ်တွေခောက်တဲ့အခါခေတာလို့သုံးတယ်ခေတာအဝတ်ခောက်သည်ဟုတ်ပြီနောက်ဂျာအေခြေတာခြေတာတိုင်းတာသည်ဟုတ်ပြီနောက်စာအေကဆဲအာဦးဆဲဦးကပစွန်းနောက်အာဩကအောကအေကေအောကေကပခုံးနောက်ကအေကေဒါကေတာကနိုးသည်နောက်စာဤရှီဟုတ်နော်ရှီဆိုတဲ့အတန်ထွက်မယ်သူမှာစာနဲ့ဤတရနဲ့ပေါင်းတဲ့အခါရှီလို့ထွက်မယ်စာဤရှီနာအေနေရှီနေဆိုတော့ကမြို့ထဲကိုပြောတာအဲ့တော့စာဤရှီတစ်လုံးနဲ့ဆိုရင်သူကမြို့ဆိုတဲ့အဓိပ္ပာယ်လိုမျိုးရတယ်ဟုတ်နော်ရှီဆိုတာကမြို့နောက်ကနာအေနေဆိုတော့ကအထဲအတွင်းကိုပြောတာအဲ့တော့ရှီနေဆိုတော့မြို့ထဲဟုတ်နော်ကိုရီးယားစကားလုံးကအဲ့လိုမျိုးပေါင်းတာအဲ့တော့အခုဒီမှာပေးထားတဲ့အခြေခံတွေကြက်နေပြီဆိုရင်နောက်ပိုင်းမီနင်းတွေကဘာလဲဆိုလို့ရှိရင်မီနင်းတွေတော်တော်များများကတိသွားပြီဒါဘယ်စကားလုံးကယူထားတာဆိုတာကိုတိသွားပြီအဲ့တော့ရှီဆိုတာကမြို့ပြောတာနေဆိုတာကအသွင်ပြောရှီနေဆိုတော့မြို့တယ်ဟုတ်ပြီအဲ့လိုမျိုးနောက်ဘာအေကဘေချာဦးချူဘေချူဆိုတာမုံရင်ဖြူဘေချူမုံရင်ဖြူနောက်ဂါအေကေဂါဦးကူခေကူရာအီရီခေကူရီဆိုတာကဖာနောက်မအူမိုရာအေရမိုရေကတေဟုတ်ပြီမိုရေကတဲ့နောက်ဘာရဲ့ဘဲအာဦးဘေဦးကတရုပ်ဆောင်နော်ဘေဦးတရုပ်ဆောင်နောက်အာယာချေချေယာချေကဟင်းဒီဟင်းယာချေဟင်းဒီဟင်းပြီးနောက်ချေချေစာဦးစုချေစုကလည်းဟင်းဒီဟင်းယာချေလို့သုံးလိုက်ရတယ်ချေစုလို့သုံးလိုက်ရတယ်နှစ်ခုလုံးကဟင်းဒီဟင်းပဲနောက်စာအေဆေဆိုတာကငက်ဟာအေဟေဆိုတာကနေနောက်ကောင်းကင်ကနေမြင်ကြီးအဲ့ဒါကိုဟေလို့ပြောတယ်ပြီးရင်နောက်ကအေကေအာဦးကေဦးဒါနှိုးသည်လုံနိုးတာဟုတ်နော်အဲ့လိုမျိုးဟာကိုကေဦးတာလို့သုံးတာလုံနိုးတာကိုကေဦးတာဒီတိုင်းဘယ်နှနိုင်ဆိုနိုးတယ်အဲ့လိုမျိုးကကေတာနိုးတာ
သူ့လိုလိုနိုးတာကဲတာတယောက်ကိုလှုပ်နိုးတာကကဲဥတာနိုးသည်ဟုတ်ပြီနောက်နာအေနေတာဒါနေတာပေးသည်တွင်းသည်ရှင်းသည်အဲ့တော့နေတာပေးသည်တခုပေးတာပတ်စံသွင်းတာပတ်စံရှင်းတာအဲ့ဒါမျိုးကိုနေတာလို့သုံးတယ်နေတာပေးသည်တွင်းသည်ရှင်းသည်နောက်တာအေတေရာရီတေရီဒါဒါတေရီဒါရိုက်သည်ဟုတ်နော်တေရီဒါရိုက်သည်အဲ့တော့နောက်တစ်ခုခိုင်ခေမာအီမီခေမီကပရွက်စိတ်ခေမီကပရွက်စိတ်နောက်တစ်ခုကအာရာရဲအာရဲကအာရာရဲအာရဲကအပြီးရင်နာဟာဥဟူဘာပဲဟူပဲကဂျူနီယာပြောတာအမနော်စီနီယာဂျူနီယာပြောရဟူပဲကဂျူနီယာဟုတ်ပြီဒါဆိုလို့ရှိရင်ပြန်ပြီးတော့မှအတန်ထွက်ကြည့်မယ်အဲ့တော့အာနဲ့အေနဲ့ပေါင်းရင်အေလို့အတန်ထွက်မယ်ဒါဆိုဂါနဲ့အေနဲ့ပေါင်းရင်ဘာတန်ထွက်မယ်ဂါနဲ့အေနဲ့ဆိုရင်ဂေလို့ထွက်မယ်ဂါအေဆိုဂေဟုတ်ပြီဒါဆိုနာနဲ့အေနဲ့ပေါင်းမယ်နာအေဆိုရင်နေဟုတ်ပြီဒါဆိုဓာနဲ့အေနဲ့ပေါင်းရင်ဒေဟုတ်ပြီနောက်ဒါဆိုရင်ရာနဲ့အေနဲ့ပေါင်းရာအေရေလို့ထွက်မယ်ပြီးရင်မနဲ့အေနဲ့ပေါင်းရင်မေဂျန်ပြီးရင်နောက်ဘာနဲ့အေနဲ့ပေါင်းရင်ဘေဆာနဲ့အေနဲ့ပေါင်းရင်ဆေဟုတ်နော်ဂျာနဲ့အေနဲ့ပေါင်းရင်ခြေချနဲ့အေနဲ့ပေါင်းရင်ခြေဟုတ်နော်ပြီးရင်နောက်ခါနဲ့အေနဲ့ပေါင်းရင်ခေထားနဲ့အေနဲ့ပေါင်းရင်ထေဖာနဲ့အေနဲ့ပေါင်းရင်ဖေဟာနဲ့အေနဲ့ပေါင်းရင်ဟေကနဲ့အေနဲ့ပေါင်းရင်ကေတာနဲ့အေနဲ့ပေါင်းရင်တေစာနဲ့အေနဲ့ပေါင်းရင်စေဟုတ်ပြီပနဲ့အေနဲ့ပေါင်းရင်ပေကြနဲ့အေနဲ့ပေါင်းရင်ကျေဟုတ်ပြီအဲ့လိုအတန်ထွက်ကောင်နော်ဘေးကြီးနဲ့ပဲပေါင်းဒီအေဆိုတဲ့ဒီတရလေးနဲ့ပေါင်းတဲ့ခါကျရင်နောက်ကရပလက်တက်တဲ့အတန်လေးထွက်ရင်ရပြီဟုတ်ပြီနော်ဒါဆိုရင်အတန်ထွက်ရအောင်အဲ့တော့ခေခွေဘေပိုက်လေတင်မောတက်တော်ဒီဂီဒေတာမိဒီချိုးတဲ့ဟာတာဖိတ်ကြသည်ချိုးတဲ့ဟာတာဖိတ်ကြသည်ကြီးကဲအယီဟင်ဂျေလီယိုပါဝင်ပစ္စည်းကုန်ဉဏ်ပစ္စည်းဂျေလီယိုပါဝင်ပစ္စည်းကုန်ဉဏ်ပစ္စည်းဘေကူဘောလီဘောကေဂျီတာကွဲသည်မူကြီးကဲတက်မေဦးအရန်အလွန်ကေတာအဝခောက်သည်ဂျေတာတိုင်းတာသည်ဆေဦးပဇွန်အော်ကေပခိုးကေတာနိုးသည်ရှင်နဲ့မြို့ထဲဘေချူမုံငင်းဖြူခေဂူရီဖာမိုရဲတဲဘေဦးတရုတ်ဆောင်ရချဲဟင်းဒီဟင်းရွက်ခြေဆိုဟင်းဒီဟင်းရွက်ဆေငဲ့ဟဲနေကေဥဒါနိုးသည်နေတာပေးသည်တွင်ရှင်းသည်တေရီတာရိုက်သည်ခေမီပရွက်စိတ်အာရဲအောက်ဖူပဲဂျူနီယာဟုတ်ပြီဒါက A နဲ့ပေါင်းတဲ့ A ပေါင်းစတရာ A နဲ့ပေါင်းတဲ့မီနစ်နေဖြစ်တယ်ဒါဆိုနောက်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကဒီမှာ A မဟုတ်တော့မြင်းကနှစ်ကြောင်းဖြစ်သွားတော့ရေဟုတ်နော်အရေဆိုတော့ရေလို့ထွက်မယ်အဲ့တော့အရေဆိုတော့ရေသူကတော့မီနစ်အများကြီးမရှိဘူးဟုတ်ပြီနော်မီနစ်အများကြီးမရှိဘူးအဲ့တော့ကြည့်ကြအောင်ရေကီကစကားပုံပြင်ရေကီစကားပုံပြင်အဲ့တော့ဒီမှာကြည့်အောင်အရေခါကြီးရေကီဟာရေကီဟာဒါရေကီဟာဒါစကားပြောသည်ပုံပြောသည်ဖြစ်သွားရောဒါဆိုဒီအနောက်ကမီနစ်လေးဟာဒါကိုရှေ့မှာပြောခဲ့တဲ့ဟာဒါဆိုတာကလောက်သည်ဆိုပြီးရေးထားတာအော်နော်သူ့ရဲ့မူရင်းအဓိပ္ပာယ်ကလောက်သည်ဒီကိုဒူးလိုမျိုးပဲပြုလုပ်သည်ဒါပေမဲ့အရှိကရေကီစကားပုံပြင်ဖြစ်တော့စကားပြောသည်ပုံပြောသည်အဲ့လိုဖြစ်သွားရေကီဟာဒါစကားပြောသည်ပုံပြောသည်ဒီမှာဆိုချိုးတဲ့ဟာဒါချိုးတဲ့ကဖိတ်ကြားခြင်းနောက်ဟာဒါနဲ့ပါလိုက်တော့ဖိတ်ကြားသည်ကရိယာဖြစ်သွားရောဟုတ်ပြီနော်အဲ့လိုမျိုးနောက်ကဟာဒါကအဲ့တော့ဒါဆိုရင်ဒီအနောက်ကဟာဒါဆိုတာလေးကရှေ့ကမီနင်းရဲ့အဓိပ္ပာယ်ပုံမူတည်ပြီးတော့မှအဓိပ္ပာယ်ကြီးပြောင်းသွားတာဖြစ်တယ်အဲ့တော့ဟာဒါသူ့တစ်လုံးနဲ့ဆိုရင်တော့ပြုလုပ်သည်ဆိုပြီးတော့မှသုံးတယ်ဒါပေမဲ့ရှေ့ကနန်တစ်ခုခုနဲ့တွဲပြီးတော့မှသုံးလာပြီဆိုသူ့ရဲ့အဓိပ္ပာယ်ကပြောင်းသွားတာဟုတ်ပြီဒါဆိုတော့ပြောကြအောင်အရေကရေခါဤခီရေကီကစကားပုံပြင်နောက်ကအာရေခါဤကီရေကီဟာရေကီဟာဒါရေကီဟာဒါစကားပြောသည်ပုံပြောသည်ဒီဗီဒီယိုလေးမှာကအေရေရေဟုတ်နော်အေရေ
ပေါင်းစပ်တရတောင်းထားတဲ့ meaning တွေကိုလေ့လာခဲ့တာဖြစ်တယ်အဲ့တော့ဒီ meaning တွေကိုလည်းချက်ထားမယ်ဒါမှနောက်ပိုင်းနေကြကိုအတွက်အသုံးဝင်လာမှာပေါ့နောက်စကားပြောတွေလာပြီး grammar တွေလာပြီးဆိုလို့ရှိရင်ဒီ meaning တွေကိုအတွက်အသုံးဝင်လာမှာဖြစ်တယ်အဲ့တော့ဒီတရတွေနဲ့ပေါင်းတဲ့ meaning တွေကိုလည်းလေ့ကျင့်ရင် meaning တွေလည်းဘောနော်အတန်ထွက်တွေလေ့ကျင့်ရင်လည်း meaning တွေချက်ထားမယ်အဲ့ဆိုရင်နောက်ပိုင်းညကိုအတွက်ပို့ပြီးတော့မှအဆင်ပြေလာမှာဖြစ်တယ်တရတွေမကွဲသေးဘူးဆိုရင်တော့တရတွေကိုသိချလေးမှတ်ထားပါမယ်ဟုတ်ပြီအားလုံးကိုကျေးဇူးတင်ပါတယ်감사합니다